Hi, chitoye. A meda a set jo the lumio chatali ule jolumia bulare. Shara po. Hoanga dini chatali set jolly. Chopia mapipare. Hoan sipi jaji on the kugo, a tali in lavare, jigoni pepe like bare. A seed in it and ye de charlie, than she low there. Low bibi so ye, a don't the lazy don't be. ချက်သားမုတ်စားစနွင်းအယောင်တင်လေးနဲ့နေလိုက်ပါမယ်10မိနစ်15မိနစ်လောက်နှက်ထားမယ်ပြီးပြီဆိုရင်ဂျင်းရဲ့ချက်သွန်ဖြူရဲ့မြများများလေးထောင်းမယ်ပေါ့နော်စီလေးပူပြီးဆိုရင်ဂျင်းချက်သွန်ဖြူလေးကိုအရင်စီတက်လိုက်မယ်မွေးလာပြီဆိုရင်ချက်သားနေထားတာလေးကိုထည့်လိုက်ပါမယ်ဒါချက်သားထွက်တဲ့အရည်လေးနဲ့ပဲလိမ့်နေအောင်လို့ဝမ်းကြော်ပါမယ်ငပီလေးကြိုက်တယ်ဆိုရင်တချို့ကြတော့လည်းငပီစိမ့်စားလေးကိုရေဖြော်ပြီးထည့်ပါတယ်ဒီနေ့တော့ဝဝကငံပြားရည်အနှံ့လေးကိုကြိုက်တော့ကြတော့ငံပြားရည်လေးနည်းနည်းလေးအရသာလေးအနေနဲ့ထည့်လိုက်မယ်ငံပြားရည်မကြိုက်ရင်လည်းမထည့်ပါနဲ့နော်ဒီတိုင်းလေးပဲကြော်ကောင်းပါတယ်ကဲချက်သားရည်လေးလည်းခန်းတော့မယ်စီလေးလည်းပြန်ပြီဆိုရင်မြုပ်သီးအကျန်းလေးကိုထည့်လိုက်ပါမယ်မြုပ်သီးလေးတွေကလည်းဟိုတနေ့ကထောင်းထားတဲ့မြုပ်သီးလေးတွေဆိုအယောင်လေးအရမ်းလာတယ်နော်ကဲသမီးတွေကဆိုရင်လေဒီလိုမျိုးများကြော်ထားရင်လေဝင်ကလေးထွက်ကလေးနဲ့စားကြတာသမင်းနဲ့ကိုမစားကြင်ကြတော့ဘူးကျက်သွန်နီလေးကြိုက်တယ်လို့ဆိုရင်ကျက်သွန်နီလေးကျွတ်ကျွတ်လေးကြော်ပြီးတော့ဒီအသားလေးကြော်ပြီးပြီဆိုရင်အေးအောင်ထားပြီးကျက်သွန်နီလေးနဲ့မှွေလိုက်ရင်လေပွားပြီးတော့များတာပေါ့နော်လက်ဆောင်ပြီးလို့လည်းလှတယ်ပေါ့အဲ့လိုမျိုးလေးကြော်ရင်လည်းပေါ့နော်ဒါကတော့ကျက်သွန်နီကလေးတွေကမကြိုက်လို့ဟိုဟန်ကဒီတိုင်းလေးပဲစသားအဆက်ကြော်လေးကြော်ပေးရပါစစ်တဲ့နော်